မပိုင်ဆိုင်ပေမဲ့လည်းသိနေအောင်တန်ဖိုးထားပါတယ်ပေါ့နော်ဒီလိုစာသားလေးတွေမပိုင်ဆိုင်ပေမဲ့လည်းသိနေအောင်တန်ဖိုးထားတယ်အရေးတစ်ခုလုံးမြဲမင်းနာမနေခြင်းပါတယ်အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဒီဆိုခြင်းဖြစ်ပါတယ်ခင်ဗျာကဲအခုကျွန်တော်ပြောချင်တာကဘာလေးလဲဆိုကျွန်တော်ရဲ့ချင်းလေးအကြောင်းပေါ့နော်ကျွန်တော်ရေးသားပြီးတော့မှထွက်ရှိခဲ့တဲ့ချင်းလေးအကြောင်းကျွန်တော်ပြောချင်ပါတယ်ခင်ဗျာရေးသားပြီးတော့မှထွက်ရှိခဲ့တဲ့ချင်းလေးကတော့ဒါကျွန်တော်ဆိုထားတဲ့ချင်းလေးဆိုရင်ဘာလဲဆိုတော့ကျွန်တော်ရဲ့နင်းစီထိုင်းရပင်ကြမူအသက်ခွဲရတာပြောလားဝေးရထာနေမော်လူးမြေပေါ့နော်ဒီဒါတွေအားလုံးကမြန်မာတန်တွေကြီးပဲပေါ့နော်မြန်မာတန်တွေကြီးတဲ့၄ဘုတ်ကျွန်တော်ကိုယ်တိုင်ရေးကိုယ်တိုင်ဆိုနေထွက်ရှိခဲ့ပြီးပါပြီခင်ဗျာဟုတ်ပြီအခုခါမှာတော့ကျွန်တော်ကိုယ်တိုင်ရေးပြီးတော့မှကျွန်တော်ကိုယ်တိုင်ပထမအဆုံးဒါဆိုပြခဲ့တဲ့မြန်မာတန်စင်လေးပေါ့နော်ကျွန်တော်ရဲ့နင်းစီဆိုတဲ့အချင်းလေးအကြောင်းကိုကျွန်တော်ပြောချင်ပါတယ်ကျွန်တော်နင်းစီတချင်းလေးဖြစ်တည်လာတဲ့ဟာလေးကိုကျွန်တော်ပြောပြမယ်ပေါ့နော်ဘုရားအနေနဲ့ပြောပြမယ်ကျွန်တော်အကြောင်းလေးကိုပြောပြမယ်ပေါ့နော်ကျွန်တော်ရဲ့နင်းစီတချင်းကဒါပါပေါ့2024ခုနှစ်မှာကျွန်တော်ကဒါ audio ပေါ့နော်အတန်ထည့်ခဲ့ပြီးဖြစ်ပါတယ်ဒီတချင်းကိုရေးပြခဲ့တာကတော့လောက်ရှိပြီလေ2020 2023ပေါ့နော်2022ဖြစ်ဖို့များပါတယ်2022ကာလပေါ့နော်အဲဒီကာလလောက်မှာရေးပြခဲ့တဲ့ချင်းလေးဖြစ်ပါတယ်ကျွန်တော်ရဲ့နင်းစီချင်းလေးပေါ့နော်ဘယ်မှာရေးပြခဲ့လဲဆိုရင်ဒါဟောပေါ့ကျွန်တော်တို့စကိုင်းတိုင်းထပ်ပိုင်းပေါ့နော်စကိုင်းတိုင်းထပ်ပိုင်းဗမောက်မြို့နယ်တောင်ပိုင်းပေါ့နော်ဗမောက်မြို့နယ်တောင်ပိုင်းရွှေချင်းပေါ့နော်ရွှေချင်းဆိုတာကျွန်တော်ရွှေမော်ရွှေတွေလောက်တာပေါ့နော်ရွှေရှာတဲ့နေရာပေါ့နော်ရွှေချင်းရွှေမော်မှာကျွန်တော်ကအလုပ်သမားဘွားနဲ့ကျွန်တော်လုပ်ခဲ့ဘူးတယ်ပေါ့နော်ဒါကတော့ပုံမှန်လင်းလင်းပဲပြောပြတာပါအလုပ်သမားဘွားနဲ့လုပ်နေစဉ်မှာကျွန်တော်ရေးပြခဲ့တဲ့ချင်းလေးဖြစ်ပါတယ်ကျွန်တော်ရဲ့နင်းစီပေါ့နော်ဗမောက်မြို့နယ်တောင်ပိုင်းမှာရေးပြခဲ့တဲ့ချင်းလေးပါဒီချင်းလေးကတော့ကျွန်တော်ရဲ့နင်းစီပေါ့နော်အဲဒီချင်းလေးဖြစ်ပါတယ်ဒီချင်းကိုရေးတဲ့အခါမှာတော့ဒါဂီတာနဲ့ပဲကျွန်တော်ကတော့ရေးပြခဲ့တာဖြစ်ပါတယ်ဒီတချင်းနဲ့ပတ်သက်ပြီးတော့မှဒါအမတ်တရပြောမယ်ဆိုရင်ဒီတချင်းကတော့ဘယ်လိုပြောမလဲတချင်းမထွက်ခင်ဂီတာနဲ့ကိုမှဒါတငယ်ချင်းတွေကြားမှာဒါဆိုပြခဲ့တဲ့တချင်းလေးပေါ့နော်တငယ်ချင်းတွေလည်းတိပါတယ်ဒီတချင်းကိုပေါ့နော်ကျွန်တော်ရဲ့နင်းစီဆိုတဲ့ကောင်မလေးတယောက်ကြောင်းပေါ့နော်လိုလေးပေါ့သူချစ်တယ်ကြိုက်တယ်လိုင်းရတယ်ဆွေးရတယ်ပေါ့နော်တင်စားထားတဲ့ချင်းလေးပေါ့နော်ကိုရန်တော်လေးတယောက်လို့မျက်နှာမှာပဲစောင့်ရှောက်ပေးခြင်းတယ်ပေါ့နော်မပိုင်ဆိုင်ပေမဲ့လည်းသိနေအောင်တန်ဖိုးထားပါတယ်ပေါ့နော်ဒီလိုစာသားလေးတွေပါတဲ့ချင်းလေးဖြစ်ပါတယ်ကျွန်တော်ရဲ့ချင်းလေးဖြစ်ပါတယ်ကျွန်တော်ကြိုက်ဆုံးတော့အဲ့ဒီမပိုင်ဆိုင်ပေမဲ့လည်းပေါ့နော်အဲ့ချင်းလေးအဲ့အပိုက်လေးကိုကျွန်တော်ဆိုပြမယ်နော်မပိုင်ဆိုင်ပေမဲ့လည်းသိနေအောင်တန်ဖိုးထားတယ်အရေးတစ်ခုလိုမြဲမင်းနာမနေခြင်းပါတယ်နွမ်းကြွေမလေးဆိုရင်နေပန်းတခင်မလေးနင်းစီရဲ့ကိုရန်တော်လေးတယောက်လို့မင်းနာမဆောက်ရှောက်ပေးခြင်းနဲ့ဒီစာသားလေးဆိုရင်ဒါ TikTok မှာလည်းဒါလူတော်တော်များများ like ဆော့ထားတဲ့အပိုက်လေးပေါ့နော်ချင်းလေးကကောင်းတယ်ကျွန်တော် MTV မရသေးပါဘူးဒီတချင်းကို MTV ရိုက်ဖို့ကျွန်တော်စူးစမ်းရတယ်ဒါပေမဲ့လောဆယ်အကြောင်းမျိုးကြောင့်မဖြစ်နိုင်သေးဘူးပေါ့နော်မရိုက်ဖြစ်သေးပါဘူးရိုက်ဖို့တော့စူးစမ်းနေပါတယ်များတော့ဖြင့်ကျွန်တော်က MTV နဲ့မထွက်တာများပါတယ်ဘာလို့ဆိုတော့ MTV ကမရိုက်ဖြစ်ဘူးပေါ့နော်မရိုက်ဖြစ်ဘူးအကြောင်းမျိုးကြောင့်ပေါ့နော်ကျွန်တော်ရဲ့နင်းစီချင်းလေးပေါ့နော်ဒီတချင်းကိုနားထောင်ခြင်းနေဆိုရင်အခုကျွန်တော်ရဲ့ဒီ YouTube အကောင့်မှာနားထောင်လို့ရတယ် TikTok မှာလည်းရိုက်ရှာလို့ရတယ်ပေါ့နော်ပြီးရင်Facebook မှာလည်းရိုက်ရှာလို့ရပါတယ်ကျွန်တော်ရဲ့နင်းစီဂျေးရင်ပေါ့နော်တေးဆိုဂျေးရင်ဖြစ်ပါတယ်ကျွန်တော်တော့ဟုတ်ကဲ့ပါတချင်းလေးတွေကိုအားပေးကြတဲ့ဒါ
တူတယောက်ချင်းစီတိုင်းကိုကျွန်တော်ကအရင်ချစ်ပါတယ်ဗျာနော်နောက်ထပ်လည်းဆက်လက်ပြီးတော့အားပေးပါအောင်လို့ကျွန်တော်ကတော့တောင်းဆိုချင်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်လည်းဆက်လက်ပြီးတော့ကြိုးစားပါအောင်မယ်ကျွန်တော်ကတော့အခုမှပေါ့နော်ကျွန်တော်ကတော့အခုမှကြိုးစားနေတဲ့တက်တက်စတိတ်တန့်ရှင်ပေါ့နော်ဂျင်းဖြစ်ပါတယ်ကျွန်တော်အခုမြန်မာတန်မဟုတ်ပေးနဲ့မြူလိုင်းလေးပေါ့နော်ဒီ kit ပေါ်ပဲ line ပဲကိုကျွန်တော်နောက်ထပ်တစ်ချင်းတစ်ပုတ်အစ်ထွက်ဖို့ရှိပါတယ်လုံးဝ dance style ပေါ့နော် dance style မတူညီတဲ့ပုံစံနဲ့ကျွန်တော်အချင်းတွေလာပါဦးမယ်အားလုံးစောင့်ကြည့်ပြီးတော့မှအားပေးကြပါအောင်နော်ရမ်းချစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့နည်းစီတစ်ချင်းလေးကိုလည်းအားပေးကြပါအောင်နော်ပြီးရင်ဒါကျွန်တော်ထွက်ချထားတဲ့ထိုင်းရေပင်ကြမူတို့ဒီမလားတက်ခွဲရတာပြောလားလို့အဲ့ဒီချင်းလေးကိုလည်းကျွန်တော်ပြောပြပါဦးမယ်အခုကတော့ဒီလောက်ပါပဲကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာရမ်းချစ်ပါတယ်ရာသွေးတဲကနေသည်ရဲ့ပုံပြတဲကနေသည်ရဲ့ဟိုကိုကြီးရဲ့နေသည်ရဲ့အခုလေးဒီတိုင်းပဲကွယ်ကျွန်တော်ရင်တဲကနေ